အမ်ပူနေကြပြီမလားပြင်ဦးလယ်မှာအာခီကောင်းကောင်းဒီဇိုင်းဆက်လာနဲ့အတင်တက်နေလို့ရမယ်အာစီတစ်ထက်အိမ်နဲ့ကျွန်တော်ခုမိတ်ဆက်ပဲဒီနေရာကပြင်ဦးလယ်မြို့ရဲ့အထင်ကရရက်ကွက်တစ်ခုဖြစ်တဲ့ရက်ကွက်ကြီးဆက်ခွန်နီးစကန်မှာရှိတယ်နီးစကန်ဈေးကုန်းဗဒမြားဒုက္ခလမ်းကနေလာလိုက်ရင်ရောက်တယ်မန္တလေးလာရှိုးလမ်းကနေလည်း10မိနစ်လောက်ပဲလာရမယ်အဲ့တော့ခြံရှိရဲ့ landscape ဘိုင်းအနေနဲ့ကလည်းခြံဝင်းထဲမှာလည်းကားက3စီးလောက်ထားလို့ရအောင်ကျယ်မယ်အုတ်တိုင်းတန်မန်တကားတွေလည်းအလားစင်တာပဲဒီလုံးလေးတွေလည်းပါတော့ကျွန်တော် channel ကိုတော့ channel မှာ landscaping area ကအကျယ်ရှိတဲ့ပြင်ဒီဘက်မှာ green space area တွေကိုဖန်တီးထားပေးတယ်ပန်းပေါင်လေးတွေနဲ့အလားစင်တာပဲနီနာပတ်ဝန်းကျင်ကလည်းလူနေအိမ်ကောင်းတွေနဲ့ပြည့်နေနေတဲ့ပတ်ဝန်းကျင်တွေဖြစ်တယ်ဒီဘက်မှာဆိုလည်းကားထားလို့ရမယ် spacing area လေးကလည်းကျယ်တယ်ကားတစ်စီးကိုလွတ်လွတ်လပ်လပ်ထားလို့ရမယ်အဲ့တော့ကျွန်တော်တို့အထဲကိုဝင်ကြည့်လိုက်အောင်အဲ့တော့အထဲပိုင်းမှာမဝင်ခင်အိမ်ရှိမှတင်ကျွန်းတကားကိုဒီဗီဇာဖန်တီးထားပေးတယ်ကျွန်းတကားလေးနဲ့ဖလာပမာနဲ့အမှန်ပေါင်လေးနဲ့လုပ်ထားပေးတယ်အထဲဝင်ကြအိမ်ကခြံဝင်းအကျယ်ကပေ40-50မှာဆောက်ထားတယ်အိမ်ကလည်းပေ40ကိုအပြည့်နီးပါးထိကိုဆောက်ထားပြီးတာမလို့တကယ်ကိုမှခြံဝင်းပြည့်ဝင်းပြည့်နဲ့ကိုကျယ်ဝန်းတဲ့အိမ်အနေထားမျိုးလေးလည်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဧကန်ကိုတွားကြည့်အောင်ဘုံဝင်ချင်းမှာကျွန်တော်တို့ပထမဆုံးမြင်ရမှာက living room area living room area လေးကကျယ်ဝန်းပြီးတော့လေးလေးရှင်းရှင်းရှိတယ်ဒီဘက်မှာလည်းအတွင်းပိုင်း decoration ပိုင်းကိုအလှဆင်ထားပေးတယ်ကျွန်တော်ဒီဘက်ကိုဆက်လိုက်ရင်တော့ဒီဘက်မှာက drawing room ထားလို့ရမယ်ပုံစံမျိုးလေးပြီးရင်ဒီဘက်ကအခန်းစီးလိုက်ကာလေးတွေနဲ့အလှဆင်ပုံပေါ်ထားပေးတယ်ကျွန်တော်ဒီဘက်မှာကဒီအိမ်မှာအခန်းဖွဲအနေနဲ့က3ခန်းရှိမယ် master 2ခန်း single ခန်းဒါတော့ drawing room အတွက်ထားမဲ့ area လေးပေါ့နော်ကျွန်တော်တို့ဒီ master ခန်းနဲ့ဝင်ကြည့်ကြတယ်တဲက master bedroom ကလည်းကျယ်တယ်လေးဝင်လေးထွက်တွေကောင်းဘေးပေါက်ကလည်း2ပေါက်တော့မှရှိတယ်နောက်ကရေချိုးကန်းဘူထိုင်ကလည်းလင်းလင်းရှင်းရှင်းလေးရှိပြီးတော့ကျယ်ဝန်းတဲ့အနေအထားမျိုးလေးဖြစ်ဒီအိမ်မှာအပေါ်မှာလည်း living room area မှာ manager cell လေးမှာလည်း block တုံးလေးတွေနဲ့ design ဆင်ပုံပေါ်ထားပြီးတယ်ဒီဘက်က single ခန်းနဲ့ dining kitchen area ဆိုလဲဒီမျိုးတကားလေးတွေနဲ့ခွဲထားပြီးတာဖြစ်လို့ကိုယ့်ရဲ့ဧကန်အိတ်ခန်းလေးကိုအနက်သက်တွေဝင်มาကိုစိတ်ပူကြရမယ်ဒီဘက်ကတော့နောက်ထပ် master bedroom တစ်ခန်းခုနကအခန်းနဲ့အကျယ်ဝန်းရောရေချိုးကန်းဘူတိုင်ဖွဲ့စီပေါ်တူတူပဲဒါတော့ကျွန်တော်မပြတော့ကျွန်တော်တို့အခုဒီဘက်က single ခန်းတော့သွားကြည့်အောင်အထဲကိုဆက်ဝင်လိုက်ရင်ဝင်ချင်းညာဘက်မှာ single ခန်းလေးရှိမယ် single ခန်းကလည်းကျယ်ဝန်းပြီးတော့လေးလေးရှင်းရှင်းရှိမယ်ခန်းစီးလိုက်ကလေးတွေလည်းထည့်ထားတယ်အဲ့ဒီကနေဆက်ထွက်လိုက်ရင်ကျွန်တော်ဒီဘက်မှာ command toilet ရှိတယ် command toilet ကလည်းကျယ်ဝန်းပြီးတော့လူခိုင်ရောဘက်ရှောဝါရောပါရှိတဲ့အနေအထားမျိုးလေးလည်းဖြစ်တယ်ဒီဘက်ကဒါကတော့ dining kitchen area ဒီမစားဆွဲလေးကဒီဘက်မှာထားလို့ရတယ်ဒီအောက်မှာဆိုရင်ပစ္စည်းလေးတွေထားလို့ရမယ့် area မျိုးလေးလည်းဖြစ်တယ်အနောက်ဘက်မှာက spacing area ကလည်းကြံရှိမယ်အဝတ်လမ်းထင်တာပဲဖြစ်ပြီးနောက်ထပ်ကျွန်တော်ဒီမှာကြိုက်တာကရေနှုတ်မြောင်းလေးတွေကိုတက်တက်ရရလေးနဲ့ပုံပေါ်ထားပြီးတာဖြစ်လို့ရေစီးရေလာကောင်းမွန်တဲ့အနေအထားမျိုးလေးလည်းဖြစ်တယ်အင်းလေးကအာစီတစ်ဖက်ဆိုရင်လည်းဒေတာဆောင်ပါရှိတာဖြစ်လို့မိသားစုတွေနဲ့အပန်းဖြေအနားယူမယ်ဆိုရင်လည်း spacing area လည်းကောင်းတယ် view နဲ့စားတဲ့အနေအထားမျိုးလေးလည်းဖြစ်တယ်အပေါ်ကနေပြီးတော့ဒီအနီးနားပတ်ဝန်းကျင်ကလူနေအိမ်ကြီးအိမ်ကောင်းလေးကိုလည်းမြင်တွေ့နိုင်တဲ့အနေအထားမျိုးလေးလည်းဖြစ်တယ်ညနေလှည့်ရတော့ဒီအိမ်ကအနောက်ရက်ကိုလှည့်ထားတယ်ကျွန်တော်အခုမိတ်ဆက်ခဲ့တဲ့ဒီအိမ်လေးကပြင်ဦးလယ်မြို့ရဲ့ရက်ကွက်ကြီးဆက်ခွန်ဒီစကန်မှာရှိတယ်မန္တလေးလာချိုလမ်းကနေ10မိနစ်လောက်လာမယ်မျက်နှာလဲကအနောက်လဲခြံဝင်းအကျယ်ကပေ40-50ပေါ်မှာတိဆောက်ထားပြီးတော့ RC2 ကောင်းကောင်းထေကောင်းကောင်းနဲ့အိမ်လေးတစ်လုံးနဲ့ဖြစ်တယ်ခြံဝင်းထဲမှာကားကလည်း3စီးလောက်ရက်လို့ရမယ်ပေါ်ဆူထားတဲ့ဈေးနှုန်းက3,200နဲ့400ပေါ်ဆူထားတယ်ပိုင်ရှင်နဲ့ဓာတ်ရိုက်စိတ်ကြိုက်ဈေးညှိနှိုင်းလို့ရပါမယ်အဲ့တော့ကြည့်ရှုပေးတဲ့မိတ်ဆွေများအားလုံးကျေးဇူးတင်ရှိပါတယ်နောက်တစ်ခါပြန်ဆောင်